အားလုံးပဲမင်္ဂလာပါ online training title number 7 ဖြစ်တဲ့ automotive technology မှာဆက်လက်သင်ကြားသွားမှာကတော့ how to measure outside micrometer အကြောင်းဖြစ်ပါတယ် outside micrometer ဆိုတာကြတော့ဒီ precision tool တစ်ခုဖြစ်ပါတယ်ဒီပစ္စည်းစက်ပစ္စည်းကိရိယာလေးတွေကိုတိုင်းကျင်တဲ့ပစ္စည်းကိရိယာလေးတွေကိုတိတိကျကျတိုင်းပေးနိုင်တဲ့ measurement tool တစ်ခုဖြစ်ပါတယ်ဒီ outside micrometer တခုကိုဘယ်လိုတိဆောက်ထားသလဲဆိုရင်အောက်ဘက်မှာဆိုရင် frame တခုရှိပါတယ်ဒီ frame ပေါ်မှာသူ့ရဲ့ capacity ကိုရေးထားပါတယ်0 to 25ဆိုတာကြတော့ဒီ25 mm အထိပဲတိုင်းတာနိုင်ပါတယ်0 to 25 0.01 mm ဆိုတာကြတော့သူအသေးဆုံးတိုင်းတာနိုင်တဲ့ပမာဏပါ0.01 mm 0.02 mm အဲ့လိုနဲ့0.05 mm တော်တော်လေးသေးသေးမွားမွားလေးပပလေးတွေထိကိုသေးသေးချာချာတိုင်းတာနိုင်ပါတယ်တိတိကျကျလည်းတိုင်းတာနိုင်ပါတယ်1 mm ဆိုတာတော့တော်တော်လေးသေးသေးလေးပါအဲ့1 mm ကိုမှ100ပုံတစ်ပုံဖြစ်တဲ့နော် 0.01 mm အထိကိုတိုင်းတာနိုင်ပါတယ်ဒီမှာတိဆောက်ထားကြတော့ဒီဘက်ကို amber လို့ခေါ်ပါတယ်ဒီဘက်ကဒီ spandrel ရှိပါတယ် spandrel ကကြတော့ဒီဘက်ကတံပယ်လှည့်တဲ့ပုံမှာမူတည်ပြီးတော့ဒီ spandrel လေးကအဝင်အထွက်သွားလာနိုင်ပါတယ်0ကနေ25 mm အထိသူသွားလာနိုင်တယ်ဒါလေးကဒီအမဲလေးကတော့တိုင်းတာမဲ့ပစ္စည်းလေးပါဒီဥစ္စာလေးက lonnet လေးပါဒီပစ္စည်းလေးကိုတေချာတိုင်းတာပြီးတော့တေချာနေရာယူသွားပြီးဆိုရင်တော့ဒီ lonnet လေးကိုချပြီးတော့ဒီပစ္စည်းကိုထုတ်ပြီးတော့တိုင်းတာပါမယ်တိုင်းတာကြည့်တဲ့အခါမှာကျတော့ဒီ slip ပေါ်ကအမှတ်အသားတွေကိုကြည့်ပါမယ်slip ပေါ်မှာဆိုရင်0 to 5 10 50 20 25လို့တိုင်းတာထားပါတယ်တစိမ့်ရဲ့တန်ဖိုးက1 mm ရှိပါတယ်သူတို့နှစ်ခုရဲ့ကြားမှာရှိနေတဲ့နောက်ထပ်အစိတ်ကလေးတစ်စိတ်ကကြတော့0.5 mm နော် half mm လို့ခေါ်ပါတယ်အဲ့ဒီ half mm အစိတ်ကလေးတွေအောက်မှာလည်းစိတ်ထားပါတယ်သူ့မှာပါလဲဖတ်လို့ရနိုင်ပါတယ်အပေါ်မှာရှိနေတဲ့နော်5 10 50လေးတွေအမှတ်အသားလေးတွေကြည့်လို့ရပါတယ်ဒီကြားထဲမှာရှိနေတဲ့ဟာတွေတော့နံပါတ်တွေမရေးတော့ပါဘူးထားပါတော့အစိတ်3စိတ်ဆိုရင်သူ့ရဲ့နံပါတ်က3ပါ3 mm ကိုပြောခြင်းဖြစ်ပါတယ်ဒီတန်းအပေါ်မှာနောက်ထပ်2စိတ်ဆိုရင်12 mm ပါဒီတံပယ်ပေါ်မှာကျတော့အစိတ်အပိုင်းပေါင်း50စိတ်ထားပါတယ်0 to 50ပါတစ်စိတ်ရဲ့တန်ဖိုးကကျတော့ 0.01 mm ရှိပါတယ်ဒီမှာရှိနေတဲ့တံပယ်ကကျတော့ဒီကိုလှည့်သွားတဲ့အခါမှာဒီ spandrel ကိုရှေ့နောက်ရွေ့သွားဖို့ဖြစ်ပါတယ်နောက်ဆုံးမှကျတော့ ratchet ရှိပါတယ် ratchet လေးကကျတော့ဒီပစ္စည်းကို spandrel နဲ့လှည့်လာတဲ့အခါမှာပစ္စည်းနဲ့ထိတွေ့တဲ့အခါမှာဒီပစ္စည်းပေါ်မှာအားအရင်တက်ရောက်မသွားအောင်ရယ်ပစ္စည်းမနာအောင်ရယ်ဒီ spandrel မနာအောင်ရယ်သူထိမ့်သိမ့်ပြီးတော့ဖြည်းဖြည်းချင်းကျတ်သွားအောင်ဒီ ratchet ကိုနော် ratchet ကtop ကိုထိမ့်သိမ့်ပေးတဲ့ဥစ္စာပါသူသတ်မှတ်တဲ့top နဲ့ပဲတိုင်းတာပါတယ် top အရင်ကျက်ပြီးတော့တိုင်းတာတော့မလုံးပါဘူးဒီ ratchet လေးပါတာက top control ပါဒီ spandrel ကို control လုပ်တာပါ spandrel ရဲ့အားကပစ္စည်းပေါ်မှာအရင်မတက်ရအောင်လို့ပါဥပမာတိုင်းပြပါမယ်ဒီမှာဆိုရင်ပစ္စည်းလေးကတိုင်းတာလိုက်ပြီးဆိုရင်ဒီအနေထားရှိနေပြီလို့ယူဆလိုက်ပါအဲ့တော့ဒီပထမဆုံး slip ပေါ်မှာရှိနေတဲ့အမှတ်အသားတွေမှတ်လိုက်တဲ့အခါမှာအပြေးက12 mm နော်12စိတ်ရှိတဲ့အတွက်12 mm slip read full mm full mm ဆို1 mm ပြည့်တယ်လို့ပြောmillimeter အပြေးက12စိတ်ရပါတယ် slip read half mm နော် half mm အောက်ဘက်ကအချမ်းလေးကိုပြောတာပါအောက်ဘက်ကအချမ်းလေးတစ်စိတ်ရတဲ့အတွက် slip read half mm 0.5 mm ရပါပြီတံပယ်ပေါ်မှာဖတ်မယ်ဆိုရင်တံပယ်မှာကျတော့0 to 50စိတ်ထားတဲ့အတွက်ဒီမှာဆိုရင်60ရှိပါတယ်16စိတ်ပါအဲ့ဒီ16စိတ်နဲ့အနည်းဆုံးတိုင်းတာနိုင်တဲ့ပမာဏဒီတစ်စိတ်ရဲ့တန်ဖိုးပြောတာပါ 0.01 mm တိုင်း0.001 နဲ့60နဲ့မြောက်လိုက်တဲ့အခါမှာတံပယ်ပေါ်မှာဖတ်တဲ့တန်ဖိုး 0.16 ကိုရပါတယ်အားလုံးကိုပေါင်းလိုက်တဲ့အခါမှာtotal measurement ကကြတော့ 12.66 mm ကိုရပါတယ်ဆက်လက်ပြီးတော့ဖတ်ကြည့်ပါမယ်ဆက်ပြီးတော့နောက်ပစ္စည်းတစ်ခုကိုထည့်ပြီးတော့တိုင်းတဲ့အခါမှာဆိုရင်ဒီမှာဆိုရင်16စိတ်ကြော်ကြော်ရှိပါတယ် half mm မရှိပါဘူးမရှိတဲ့အတွက် half mm 0ပါ
ဒီတန်ဘယ်ပေါ်မှာဖတ်တဲ့အခါမှာ35နဲ့36ကြားလည်းမှာရှိနေတဲ့အတွက်35.5 ဝူယူပါတယ်35.5 နဲ့ 0.01 နဲ့မြှောက်လိုက်တဲ့အခါမှာ 0.355 ကိုရပါတယ်အားလုံးပေါင်းလိုက်တဲ့အခါမှာ total measurement က 60.355 mm ရပါတယ်နောက်တစ်ခုကိုတိုင်းတာကြည့်ပါမယ်နောက်တစ်ခုတိုင်းတာတဲ့အခါမှာ sleeve read full ကကြတော့9စိတ်ကျော်တဲ့အတွက်7 mm ရပါတယ်အောက်မှာ half mm ထွက်သွားတဲ့အတွက် 0.5 mm ရှိပါတယ်နောက်ထပ်ဒီတန်ဘယ်ပေါ်မှာကြည့်တဲ့အခါကျတော့26ရှိပါတယ်26နဲ့ 0.01 နဲ့မြှောက်တဲ့အခါမှာ 0.26 mm ရပါတယ်အားလုံးပေါင်းလိုက်တဲ့အခါကျတော့ 7.76 mm ကိုဖတ်လို့ရပါတယ်ဒီဥစ္စာကိုတိုင်းတာကြည့်ပါမယ်ဒီမှာဆိုရင်10စိတ်ကျော်ပါတယ်10စိတ်ကျော်တဲ့အတွက်10 mm ပါဒီမှာဆိုရင်အောက်က half ကျော်ပါတယ်တစ်စိတ်ကျော်တဲ့အတွက်10 mm အပေါင်း 0.5 mm ပါနောက်တစ်ခုကကြတော့16စိတ်ရှိတဲ့အတွက်16စိတ်နဲ့ 0.01 mm နဲ့မြှောက်လိုက်တဲ့အခါမှာ 0.16 mm ရပါတယ်အားလုံးပေါင်းလိုက်တဲ့အခါမှာ10 mm အပေါင်း 0.5 mm အပေါင်း 0.16 mm ပေါင်းလိုက်တဲ့အခါမှာ 10.6 mm ကိုရပါတယ်နောက်ထပ် question number 2ကိုပေါင်းကြည့်ပါမယ် question number 2ကျတော့ဒီမှာ16စိတ်ရှိတဲ့အတွက်16 mm ပါဒီဘက်အောက်က half in မထွက်တဲ့အတွက်ဒါတို့ရေးစရာမလိုတော့ပါဘူးဒီမှာလည်းခုနလိုပဲ35နဲ့36ကြားမှာရှိတဲ့အတွက်35.5 ရပါတယ်35 point နဲ့ 0.1 နဲ့မြှောက်လိုက်တဲ့အခါမှာ 0.355 ကိုရပါတယ်အားလုံးပေါင်းလိုက်တဲ့အခါကျတော့ 60.355 mm ကိုရပါတယ်နောက်ထပ် question number 3ကိုကြည့်ကြည့်ပါမယ် question number 3မှာကျတော့အမှတ်3စိတ်ကျော်ပါတယ်အဲ့တော့ full က3 mm ပါဒီအောက်က half ကမကျော်တဲ့အတွက် half ကိုထပ်ပေါင်းစရာမလိုတော့0ပါဒီမှာ26 mm ဒီ0 to 25တန်ဘယ်ပေါ်မှာမှတ်ထားတာ26မှာသွားဆုံးတယ်26နဲ့ 0.01 နဲ့မြှောက်လိုက်တဲ့အခါမှာ26 mm ရပါတယ်3နဲ့ပေါင်းလိုက်တဲ့အခါမှာသူ့ရဲ့အဖြေက 3.26 mm ကိုရပါတယ် question number 4ကကြတော့သူ့ရဲ့ full အပြည့်ကကြတော့60 mm ရပါတယ် half in မရှိပါဘူး16စိတ်မှလာဆုံးပါတယ်16စိတ်ဆိုတော့ 0.16 mm ရပါတယ်အားလုံးပေါင်းလိုက်တဲ့အခါမှာကြတော့ 60.16 mm ကိုရရှိပါတယ်အားလေးရကြတော့လက်တွေ့တိုင်းတာပြမယ်ဒီပစ္စည်းလေးဖြစ်ပါတယ်ဒါလေးကို micrometer လေးတွေကအရန်ကိုနုနယ်တဲ့ပစ္စည်းတွေဖြစ်တဲ့အတွက်ဒီလို box play နဲ့တေချာလေးသိမ်းထားပါတယ်ဒီဥစ္စာကခုနကတော့ပြသွားတဲ့ပုံအတိုင်းပါပဲပြသွားတဲ့ပုံအတိုင်းပါပဲဒါဒီအောက်က frame ရှိပါမယ်ဒီမှာ amber ရှိပါမယ်ဒါက long neck ကိုကျွန်တော်ဖြုတ်ထားပြီးတော့ဒီဘက်ကိုလှည့်လိုက်တဲ့အခါမှာဒီ spindle လေးကဝင်သွားပါပြီ spindle လေးကဝင်သွားပြီဒါလေးက richet လေးပါဒါလေးကကြတော့ဒီပေါ်က slip number တွေပေါ်နေပါပြီဒီဥစ္စာကတန်ဘယ်ပါတန်ဘယ်ပေါ်မှာလည်းအမှတ်လေးတွေမှတ်သားထားပါတယ်ဒါလည်းအစိတ်50စိတ်ထားပါတယ်ဆိုတော့ဒီမှာဆိုရင်ဒီခဲရန်လေးကိုတိုင်းပြပါမယ်ခဲရန်လေးကို amber ပေါ်မှာတင်ပါတင်ပြီးတဲ့အခါမှာဒီတန်ဘယ်လေးကိုလှည့်ပြီးတော့နော်တော့ပါကတ်လိုက်ပါတန်ဘယ်လေးကိုလှည့်ပြီးတော့ဒီ spindle သွားပြီဆိုရင်အနားလေးကတ်သွားပြီဆိုရင်ဒီ richet နဲ့လှည့်ပါ richet ကကြတော့ဘလောက်ပဲလှည့်လဲသူသတ်မှတ်ထားတဲ့ဒီ4ကိုကြော်ပြီးတော့ spindle ကိုမတွန်းတော့ပါဘူးဒါလေးကဒီပစ္စည်းမနာအောင်ဒီ spindle လေးလည်းမနာအောင်ဒီခဲရန်လေးလည်းမနာအောင်နော်ဒါခဲရန်လေးလည်းမနာအောင်သူရဲ့ richet လေးကိုသုံးတာပါဟုတ်ပြီခဲရန်လေးကိုထည့်လိုက်ပြီ richet နဲ့ဒီမှာကြက်လိုက်ပါတယ်ဒီမှာဆိုရင်အခုဆိုရင်ဒီခဲရန်လေးကဒီamber နဲ့ spindle ကြားမှာရှိနေပါပြီ
သူ့ကိုကျွန်တော်လောချလိုက်ပါပြီလောချပြီးတော့ကျွန်တော်ဒီမှာဖတ်ပါမယ်ဖတ်တဲ့အခါမှာသူက9စိတ်ကျော်မှရှိပါတယ်9စိတ်ကျော်တဲ့အတွက်7 milli ဆိုရပါပြီနောက်တစ်ခါဆက်ဖတ်တဲ့အခါမှာ16စိတ်မှာ16စိတ်မှာသွားဆုံးပါတယ်16စိတ်မှာသွားဆုံးတဲ့အတွက် 0.01 နဲ့မြောက်လိုက်တဲ့အခါမှာ 0.19 ရပါတယ်0.19 နဲ့7နဲ့ပေါင်းလိုက်တဲ့အခါမှာ 7.19 mm ဆိုတာရပါတယ်ဒီခဲတံလေးရဲ့ diameter ပါဒီလောနက်လေးကိုပြန်ပြီးတော့ဖြုတ်လိုက်ပါဖြုတ်ပြီးတော့ဒီတံပယ်လေးကိုလှည့်ပြီးတော့ဒီ spandrel လေးကိုအတွင်းထဲဝင်အောင်လုပ်လိုက်ရင်ပစ္စည်းကိုပြန်ဖြုတ်လို့ရပါပြီနောက်ထပ်ဒါဆိုရင်ဒီဗာနီယာကလစ်ပါရဲ့အထူလေးကိုတိုင်ပါမယ်ဒေသဗာနီယာကလစ်ပါရဲ့အထူတိုင်တာမှာပါတန်ချင်းတိုင်းတာဒေချာတိုင်းတဲ့အတွက်ဒါကယူဆိုင်ရမှာမယ်spandrel မနာတော့အောင်ကျွန်တော် reach နဲ့ပဲreach နဲ့ပဲဟောဖြစ်ပါတယ်ကျက်ပါတယ် reach နဲ့ကျက်သွားတဲ့အခါမှာနောက်ဆုံးပဲဒီမှာတေးသေးချာချာဟောဖြစ်သွားပါပြီပစ္စည်းတွေကတေးသေးချာချာဝင်သွားပါပြီအဲ့ဒါဆိုရင်ကျွန်တော် load ချလိုက်မယ် load ချလိုက်ပြီးတဲ့အခါမှာဒီပစ္စည်းကိုတော့ကျွန်တော်ဆွဲထုတ်လိုက်ပါတယ်ပစ္စည်းကိုဆွဲထုတ်လိုက်ပြီးတော့ဒီမှာအေးလို့ဖတ်လို့ရပါပြီဖတ်တဲ့အခါမှာသူက3စိတ်ကျော်ပါတယ်ပြီးတော့21မှာသွားပြီးတော့ဆုံးပါတယ်အဲကြောင့် 3.21 mm ရှိပါတယ်3.21 mm ရှိပါတယ်ဆိုဒါဆိုရင်ကျွန်တော်တို့ဒီ outside micrometer ကိုဒါလို့ဆိုရင်တိုင်းတာတက်လိမ့်မယ်တော့ကျွန်တော်ထင်ပါတယ်ဘာမှခက်ခဲမရှိပါဘူးဒီကိုတိုင်းကျင်တဲ့ outside micrometer လေးတစ်ခုရပြီဆိုရင်ကြည့်ပါဘယ်လောက်ဒီပေါ်မှာ frame မှာရေးထားတဲ့ဥစ္စာရှိပါတယ် 0.01 mm ဆိုရင်သူအသေးဆုံးတိုင်းတာနိုင်တဲ့ပမာဏတွေပါဒါတော့ပါပဲ